ပြည်တွင်းသတင်းသဘောက်အနေနဲ့အကြမ်းဖက်ရေးတပ်က9ရက်ကြာပင်လယ်ပြင်စစ်ရေးလေ့ကျင့်မဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။အကြမ်းဖက်ရေးတပ်ကကပလီပင်လယ်မြောက်ပိုင်းမြိတ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစစ်ရေးလေ့ကျင့်မယ်လို့သတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ10ရက်ကနေ14ရက်အထိရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမယ်လို့နိုဝင်ဘာ9ရက်ထုတ်စစ်ကော်မရှင်ရဲ့သတင်းစာတွေမှာထည့်သွင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်ရေးလုပ်မဲ့နေရာဟာရေမိုင်60ပတ်လည်အကျယ်အဝန်းရှိပြီးလေ့ကျင့်ရေး area ဟာကပူစာကျွန်းအနောက်ဘက်10မိုင်အကွာကနေစမယ်လို့သိရပါတယ်။လေ့ကျင့်ရေးပြုလုပ်နေချိန်အဲ့ဒီ area ကနေ9မိုင်ပတ်လည်မှာတင်မောတွေဆက်လေတွေငါးဖမ်းတင်မောတွေစစ်တပ်တံမှန်တွေဖြတ်တန်းသွားလာတာရက်နာထားတာငါးဖမ်းပစ္စည်းချထားတာတွေမရှိစေဖို့နဲ့လေရင်ရဟတ်ရင်တွေအထက်အမြင့်ပေ1000ခွဲအောက်ကဖြတ်ကျော်ပြန်တန်းတာမပြုကြဖို့လဲစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်